Hello အားလုံးပဲမင်္ဂလာပါရှင်အလုပ်ကြိုးစားနေတဲ့လူတွေကိုဟာနေရာတစ်ခုရဖို့အတွက်နေရာလေးကိုပေါ့နော်အစားလုပ်နေရတဲ့လူတွေဒါမျိုးလူတွေကပေါ့နော်ခုနေ့ချိန်မှာဘာဖြစ်လေးရှိလဲဆိုတော့မပျော်ဘူးအထီးကျန်နဲ့စိတ်မပျော်ဘူးဆိုတာကြီးခံစားလေးရှိတယ်ပေါ့နော်အဲ့ဒါဘယ်လိုလက်ခံရမှာလဲဆိုတော့အလုပ်ကြိုးစားနေတဲ့လူတွေတကယ်ကိုနေရာလေးတစ်ခုကိုအဆင့်တက်နေတဲ့လူတွေကိုနေရာလေးတစ်ခုဆိုပြီးနေရာလေးရဖို့လုပ်နေတဲ့လူတွေကဒါကမပျော်ဘူးလုံးလေးဖြစ်တယ်ဆိုတာအပုံမှန်ပါပဲဘာဖြစ်လို့လဲဆိုကိုကအလုပ်ကိုအာရုံစိုက်နေရတယ်အလုပ်က pressure တွေလာတယ်ပြီးရအပြင်ကပေါ့နော်ကိုကတခြားသူတွေနဲ့စိတ်အနှောက်အယှက်တွေမယူနိုင်တော့ဘူး relationship နဲ့ပတ်သက်ပြီးတော့ပဲဖြစ်မိသားစုနဲ့ပတ်သက်ပြီးဖြစ်အနည်းဆုံးကင်းခွာနေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကအလုပ်ကြိုးစားနေရတယ်ဒီနေရာတစ်ခုကိုရဖို့ဒီ pressure တဲ့ကိုအတိတ်ခံနေရတဲ့အတွက်ကြောင့်မလို့ဒီလူတွေနဲ့ကင်းခွာနေခြင်းနဲ့အဲ့လိုမျိုးတွေဖြစ်လာတော့ကိုကအထီးကျန်လာတယ်ပေါ့နော်သူတို့နဲ့စကားသွားပြောရင်လည်းစိတ်ရှုပ်စရာတွေကိုကလည်းအဆင်မပြေတာတွေသူတို့ဘက်ကပေးတဲ့အဆင်မပြေတာတွေကြောင့်မလို့အဲ့လိုနဲ့တဖြည်းဖြည်းကိုကလုံးလေးဖြစ်လာတယ်မစိတ်မပြောတာတွေဖြစ်လာတယ်ပေါ့နော်ဒါကပုံမှန်ပါပဲစိတ်မညစ်ပါနဲ့ကြိုးစားပါကိုယ့်ရဲ့ဂိုးတေးသေးလေးတွေကိုလုံနိုင်တဲ့အခါမှာကိုယ့်ရဲ့ပျော်ရွှင်မှုဟာငါလုံနိုင်တယ်ဆိုတဲ့ပျော်ရွှင်မှုအဲ့ဒီပျော်ရွှင်မှုတွေကတကယ်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေပေါ့နော်နီဆိုရင်ဒီလားပေါ့နော်ဆိုင်ရရောင်းအား2ဆတိုးတယ်ဒါကြောင့်မလို့နေ့ကိုဒီလားဆွချထားတယ်အဲ့ဒါပါလဲဆိုနီတစ်ခါမှကိုယ့်မျက်နှာကိုအဲ့လောက်စီအများကြီးတည်းမသုံးပေါ့နော်ဒီလားသူများတွေတော်တော်နည်းနည်းလေးနေမှာပေါ့နော်ဒီလားဒီဘန်ဟိုဒါမှ sport A ပေါ့နော်6000ခွဲ6000ပေးရတယ်ဒါလေးဝယ်ထားတယ်ဒါကြောင့်မလို့ပေါ့နော်နီပြောချင်တာကဒီဂိုးသေးသေးလေးတွေကနေကိုယ့်ရဲ့ပျော်ရွှင်မှုတွေရလာပါလိမ့်မယ်အဲ့လိုရလာတဲ့ချိန်ညရင်လေကိုစုချပါအော်ငါတိုးတက်လာပြီငါလုံနိုင်ပြီဆိုတဲ့စိတ်နဲ့ပြီးတော့ကိုယ့်ရဲ့ပေါ့နော်အချိန်ကိုစီမံခန့်ခွဲရမယ်ပေါ့နော်ဒီလုံနိုင်သွားလို့ရှင်လဲအော်ငါဒါလေးကတော့လုံနိုင်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့အချိန်ကိုမိသားစုကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ပတ်တနာကိုယ့်ရဲ့မိန်းမကိုယ့်ရဲ့ယောက်ျားစသဖြင့်ပေါ့နော်စီမံခန့်ခွဲရမယ်အလုပ်ကအလုပ်မိသားစုကမိသားစုဒီလိုမျိုးချိန်ညာရင်စီမံခန့်ခွဲထပ်သွားပြီဆိုလို့ရှိရင်ဒါကလုံးဝကိုလုံးလီးလည်းမဖြစ်တော့ဘူးကိုယ့်ရဲ့ဘဝပျော်ရွှင်ရေးတွေကလည်းမပျော်ရွှင်နိုင်မဖြစ်တော့ဘူးပေါ့နော်ကိုကတစ်ချိန်လေးပဲဒီလိုလေးဖြစ်တဲ့ချိန်လေးကိုဒရမာတွေခင်းပြီးတော့ဒီဟာကြီးကိုလက်မလျှော့လိုက်ပါနဲ့ပေါ့နော်လုံးလေးဖြစ်တယ်ဆိုပြီးတော့လက်မလျှော့လိုက်ပါနဲ့ကို့အောင်မြင်မှုတွေပျော်ရွှင်မှုတွေစောင့်ကြိုနေပါတယ်ကိုယ့်ရဲ့ဂိုးသေးသေးလေးတွေကနေသွားပါအဲ့ဒီကနေစပြီးတော့ပျော်ရွှင်မှုတွေကို့အတွက်ပေါ့နော်အများကြီးစောင့်မျှော်နေရပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ပန်းတိုင်တွေကိုလက်မလျှော့လိုက်နဲ့နော်ဒါနီကမိုတီပေးတာ